ငါတို့က3လဆိုတော့ငါအတိတ်ခံထားတရက်3ပတ်တက်ပြန် Oh my god မင်္ဂလာပါရှင်စားကြပါဦးမလီယာဟိုတယ်ကြီးအောက်ကကဘာကြီးဖျားလမ်းမကြီးပေါ်မှာရှိရဲဝါရိုဆိုတဲ့ကိုရီးယားဘာဘီကျူးဆိုင်မှာပါချူလေးကတော့ချောနာကိုအရင်သဘောကျလို့ဆိုပြီးတော့စီဖူပန်ကိတ်လေးစားပါတယ်ရှင် ညီမကတော့ခောက်ဆွဲအေးလေးကိုမှကိုရီးယားခောက်ဆွဲတုတ်ပုတ်ခံလေးတုတ်ထားပါ ဆက်ဆက်လေးတုတ်ထားပါဘူး ရန်ကောင်း ဒီမှာအဲ့တပွဲစားပြီးသွားရင်မရိုက်လိုက်ရဘူး ဒါလေးလည်းရန်ကောင်းတယ် อืม ဒါလေးစီဖူလေးနဲ့လည်း စီဖူပန်ကိတ်ဆိုစစ်စစ်လေးအရင်ကောင်းတယ် တော့ကောင်း ဝါဒီမှာလေကိုရီးယားကော်ဖီလည်းကောင်းတယ်နော်ဒီကအကင်တွေကနေအသားတွေကတော့ကိုရီးယားသွင်းတာဒီကလိုကယ်သားတွေမဟုတ် အဲ့ဒါမျိုးတို့ဟာစားလို့ကောင်း อืมတကယ်ချင်းကမာကော်ရီတောက်ချင်တယ်တော့နင်းနဲ့တွေ့တော့ငယ်ဒီတည်းမသားဘူးလားမသားဘူးอืม ငါတို့က3လဆိုတော့ငါအတိတ်ခံထားတရက်ကို3ပတ်တက်ပြန်ဟုတ်ဒါ ရာပြပါဆက်စားရပါဦးနော်ညောင်းကောင်းတယ်သူစီရရပါ ဆက်ပါ ဟမ်နာဦး တက်ရမှာစီဖူလေးပြည့်ပဲမှန်ဟဲ့ဒါကရေပွဲလက်လေး อืม拜拜